လာပါစနိုပါဒီနေ့စနိုကညဘက်နည်းချာအိပ်ပျော်စေဖို့အတွက်ကိုညအိပ်ရမဝင်ခင်လိုက်လုပ်လို့ရမယ်ယောဂကျင့်စဉ်လေး၅မျိုးကိုသင်ပြပြီးတော့မှာဖြစ်ပါတယ်ကြည့်ရအောင်ပထမဆုံး exercise လေးကကြတော့အရင်ဆုံးခြေထောက်ကလေးကိုပူပြီးတော့ထိုင်လိုက်မယ်ခြေပြားလေးကိုပူလိုက်မယ်နော်ဒူးလေးကိုကားလိုက်မယ်ခြေထောက်ကလေးက V ပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်လက်လေးတွေကြောကုန်းလေးတွေအကုန်လုံးဆန်ထုတ်လိုက်မယ်မှောက်ချလိုက်မယ်နော်ဒုတိယတစ်ခုလေးသွားရအောင်ဒုတိယတစ်ခုလေးကအရာဥမှာထိုင်လိုက်မယ်ခြေပြားလေးကိုပူလိုက်မယ်ခြေထောက်ကလေးကိုကိုင်မယ်နော်ခါလေးဆက်ဒူးလေးတွေကိုအပေါ်အောက်ကလေးခတ်ပေးလိုက်မယ်ခြေထောက်ကလေးကိုခတ်နေတဲ့အချိန်မှာဇက်ကြောလေးလျှော့ရအောင်နော်ခေါင်းလေးငုံမယ်ခေါင်းလေးကိုကိုယ့်ရဲ့ညာဘက်လေးကနေစားပြီးတော့လှည့်လိုက်မယ်ခေါင်းငုံချမယ်ချိန်ဆိုင်ဘယ်ဘက်လေးကနေလဲမယ်ခေါင်းလေးငုံမယ်နော်နောက်တစ်ကြောလေးသွားရအောင်လှည့်နေတဲ့အချိန်မှာရှုသွင်းရှုထုတ်လေးတွေလုပ်ဖို့မမေ့နဲ့ချိန်ဆိုင်ဘယ်ဘက်ကနေလဲထုံးခေါင်းလေးငုံโอเคရပြီခေါင်းလေးမော်လိုက်မယ်နော်နောက်တစ်ခုလေးရကြတော့ခြေထောက်ကလေးကိုဒူးလေးထောင်ပြီးတော့ချဲလိုက်မယ်ပြီးရင်ထောင်ထားတဲ့ဒူးလေးနှစ်ဖက်လုံးကိုတစ်ချမ်းကိုမှောက်ချလိုက်မယ်မှောက်ချပြီးခြေထောက်ကလို့တောင်းမှန်ပုံစံလေးခြေထောက်ကလေးကိုဖြစ်အောင်ထားမယ်နော်အရှိခြေထောက်ရဲ့ဒီခြေသလုံးပေါ်လေးမှာမှောက်ချလိုက်မယ်ခန္ဓာကိုယ်လေးကိုမှောက်ပြီးအိတ်လိုက်မယ်နော်နောက်တစ်ချမ်းလေးသွားရအောင်နောက်တစ်ချမ်းလေးကိုပြောင်းခြင်းနဲ့ဆိုရင်ဒီဒူးနှစ်ချောင်းလုံးကိုထောင်လိုက်မယ်ခြေထောက်ကလေးကိုဘေးလေးကိုစောင်းချလိုက်မယ်စောင်းပြီးသွားရင်ဒီအရှိခြေသလုံးပေါ်လေးကိုမှောက်ချလိုက်မယ်နော်ကဲနောက်တစ်ခုလေးသွားရအောင်နောက်တစ်ခုကကြတော့ခြေထောက်နှစ်ဖက်လုံးကိုဆန်ထုတ်လိုက်မယ်နော်ပေါင်းနောက်ကလေးတွေဆန်ထုတ်မယ်ဒီတင်းနေတဲ့နေရာလေးတွေကိုလျှော့မယ်ခါလေးတွေဆန်မယ်ခဏကိုတစ်ခုလုံးကိုဆန်ထုတ်လိုက်မယ်တရှူသွင်းမယ်ရှေးလေးကိုဂိုင်းချကြည့်မယ်ခြေပြားလေးကိုမိရဲဆိုရင်ဂိုင်းမမိဘူးဆိုရင်ကိုမိရဲ့နေရာလေးကိုဂိုင်းလိုက်မယ်နော်ပြီးမှလက်မောင်းလေးတွေဖြောပြီးတော့ခေါင်းငုံချမယ်နောက်ဆုံးတစ်ခုလေးသွားမယ်ပလက်လေးလှန်လိုက်မယ်နော်လက်လေးတွေကိုဘေးကိုကာထုတ်လိုက်မယ်ပြီးရင်ခြေထောက်ကညာခြေထောက်ကလေးကိုကွေးလိုက်မယ်စန့်ကျင်ဘက်လက်လေးနဲ့ဒူးလေးကိုအောက်ကကျန်းအထိကိုလှည့်ပြီးတော့ဆွဲချလိုက်မယ်နောက်တစ်ချမ်းလေးသွားရအောင်ခြေထောက်ကဘယ်ခြေထောက်ကလေးကိုမြောင်မယ်ညာလက်လေးနဲ့ဖိချမယ်ခါလေးတွေကိုလှည့်ထုတ်မယ်ခုနကစနုပြပေးတဲ့လေ့ကျင့်ခန်းလေးရကြတော့ညအိပ်ရမဝင်ခင်လိုက်လုပ်ပေးရမယ်နော်ညအိပ်ရမဝင်ခင်မှာလိုက်လုပ်ပေးတာဆိုတော့စနုလိုမျိုး sport အင်ဂျီတွေတော့မဝင်နဲ့တော့ကိုညအိပ်ရဝင်မဲ့အင်ဂျီလေးကိုဝတ်ပြီးတော့အိပ်ပြီးတော့အိတ်ခန်ဒီလေးမှာအိပ်ရပေါ်မှာလုပ်ပေးလို့ရပါတယ်နောက်ဗီဒီယိုလေးမှာဆုံမယ်တတား